ထီးချမ်းဆန်တဲ့ရာဇပလုံးကမှထိုင်နေတဲ့လူတစ်ယောက်သူ့ရဲ့အာနာကတကဘာလုံးကိုလွှမ်းမိုးထားပေမဲ့သူ့ရဲ့စိတ်နှလုံးကတော့အေးဆက်ပြီးဗလာထိနေခဲ့ပါတယ်။ King Gray ကလူတိုင်းအားကြရတဲ့ဘယံတစ်ပါးသူပေမဲ့သူ့ဘဝရဲ့နောက်ဆုံးအချိန်မှာတော့နောင်တတွေနဲ့အတူသေဆုံးခြင်းကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့အရာအရုံးကပြောင်းလဲသွားခဲ့ပါသည်။အေးဆက်တဲ့နန်းတော်အစားနှွေးထွေးတဲ့လက်တစုံရဲ့ပွဲဖမ်းမှုကိုသူစတင်ခန်းစားလိုက်ရပါတယ်။သူဟာကလေးငယ်တယောက်အဖြစ်ပြန်လဲမွေးဖွားလာခဲ့တာပါ။အတိတ်ဘဝက King Gray ဆိုတဲ့အမည်အစားအခုတော့အာသာလီဝင်ဆိုတဲ့နာမည်သစ်ကိုရရှိခဲ့ပါတယ်။ပထမတော့သူကိုယ်တိုင်လဲဇဝေဇဝါထိနေခဲ့ပါတယ်။သူတီးထားတဲ့ကဘာကြီးကပျောက်ကွယ်သွားတယ်။အခုရောက်နေတဲ့နေရာကမော်ပညာတွေအမှန်တကယ်သိရှိနေလဲကဘာသစ်တစ်ခုထိနေလို့ပါ။သူ့ရဲ့မိဘအသစ်တွေဖြစ်တဲ့ Reynolds Lewin နဲ့ Alice Lewin တို့ကသူ့ကိုအယံချစ်ကြပါတယ်။အာသာရဲ့အသိဉာဏ်ကပုံမှန်ကလေးတွေလို့မဟုတ်ပါဘူး။သူဟာမွေးကင်းစာအရွယ်မှာတင်စကလုံးဒီကိုနားလည်နေပြီးပတ်ဝန်းကျင်ကိုအကဲခတ်နေပါတယ်။သူ့အဖေ Reynolds ကအရင်ကဆွန့်စားသွားတယောက်ဖြစ်ပြီးမော်အစွမ်းကိုအသုံးပြုနေတာကိုမြင်တဲ့အခါအာသာတယောက်စိတ်လှုပ်ရှားသွားပါတယ်။ဒီကဘာမှာအင်အားဆိုတာမန်းနာလို့ခေါ်တဲ့စွမ်းအင်အပေါ်မှာအခြေခံထားတာပါ။အတိတ်ဘဝကသူဟာကိုယ်ခံပညာနဲ့စွမ်းအားကိုအထွတ်အထိပ်ထိတတ်မြောက်ခဲ့သူမို့ဒီစွမ်းအင်အသစ်ကိုသူအယံစိတ်ဝင်စားသွားပါတယ်။အာသာဟာလမ်းမလောင်နိုင်သေးခင်မှာတဲ့စာအုပ်တွေထဲကစာအုပ်တွေကိုဖတ်ပြီးဒီကဘာအကြောင်းကိုလေ့လာပါတယ်။သူဟာစာအုပ်တွေထဲကနေမန္နာကောအကြောင်းနဲ့မော်ပညာအမျိုးအစားတွေကိုနားလည်အောင်စ조사ခဲ့ပါတယ်။ပုံမှန်ဆိုရင်ကလေးတယောက်ကအသက်10နှစ်ကျော်မှမန္နာကိုထိန်းချုပ်နိုင်တာဖြစ်ပေမဲ့အာသာကျတော့သူ့ရဲ့အတိတ်ဘဝကကျင့်စဉ်တွေကိုအထုံးချပြီးအရွယ်မတိုင်ခင်ကျင့်ကြံဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနေ့စဉ်နဲ့အမျှအိမ်သားထဲမှာပုံပြီးတော့ဖြစ်စေလူလစ်တဲ့အချိန်မှာဖြစ်စေမန္နာတွေကိုစူးစီးဖို့စ조사ပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှအာသာရဲ့ခန္ဓာကိုယ်ထဲမှာထိုးဆန်းတဲ့ပြောင်းလဲမှုတွေဖြစ်လာပါတယ်။သူဟာသူ့ရဲ့ခန္ဓာကိုယ်အတွင်းကစွမ်းရည်စီးဆင်းမှုကိုခံစားနေပါပြီ။တနေ့မှာတော့သူဟာအိမ်ရဲ့အနောက်ဘက်မှာကျင့်ကြံနေရင်းနဲ့မတော်ရဆပေါက်ကွဲစင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာသူမန္တာကောကိုစတင်ဖွဲ့စည်းနိုင်လိုက်တဲ့အခိုက်အတန့်ပါပဲ။သူမိဘတွေကဒါကိုမြင်တဲ့အခါအံ့ဩတုန်လှုပ်သွားကြပါတယ်။သုံးနှစ်တရွယ်ကလေးတယောက်ကမော်အစွမ်းကိုအသုံးပြုနိုင်တာဆိုတာဒီကဘာမှာဖြစ်နိုင်တဲ့လောက်ရှားပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ Reynolds ကသူသားရဲ့ပါရမီကိုမြင်တဲ့အခါဂုံယူဝင်းတကွားစွာနဲ့ပဲအိမ်နီးနာချင်းတွေကိုလိုက်ကြွားပါတော့တယ်။ဒါပေမဲ့အာသာကြတော့ခလေးတယောက်လိုပဲဟန်ဆောင်နေထိုင်နေတာပါ။သူ့ရဲ့အတွင်းစိမ်မှာတော့ King Gray ရဲ့ရင့်ကျက်မှုတွေအပြည့်ရှိနေတုန်းပါပဲ။သူဟာသူ့ရဲ့မိသားစုကိုကာကွယ်ဖို့အတွက်ပိုပြီးအစွမ်းထက်လာဖို့လိုအပ်တယ်ဆိုတာကိုကောင်းကောင်းကြီးသိထားပါတယ်။အတိတ်ဘဝမှာသူဟာအာဏာရှိခဲ့ပေမဲ့ချစ်ချင်းမေတ္တာကိုမရရှိခဲ့ပါဘူး။အခုဘဝမှာတော့သူဟာမိသားစုရဲ့နှွေးထွေးမှုကိုတန်ဖိုးထားတလာခဲ့ပါတယ်။သူ့အဖေကအာသာကိုအခြေခံတိုက်ခိုက်ကိညာတွေစတင်တင် जा ပေးပါတယ်။ Reynolds ကသူဟာကျွမ်းကျင်တဲ့တိုက်ခိုက်သမားတယောက်လိုထင်နေပေမဲ့အာသာရဲ့အမြင်မှာတော့သူ့အဖေရဲ့လှုပ်ရှားမှုတွေကဟာကွက်တွေအများကြီးရှိနေတာပါ။ဒါပေမဲ့အာသာကခလေးတယောက်လိုပဲဟန်ဆောင်ပြီးလေ့ကျင့်ခန်းတွေကိုလိုက်လုပ်ပြပါတယ်။တခါတလေမှာတော့သူကမတိမသားနဲ့သူ့အဖေကိုပြန်ပြီးတင် जा ပေးသလိုဖြစ်အောင်လှည့်ပြားစီလှုပ်ရှားပြတတ်ပါသေးတယ်။ဒီလိုနဲ့အာသာရဲ့ဘဝဟာအေးချမ်းစွာကုန်လွန်နေတုန်းမှာပဲထူးခြားတဲ့အလွေပြောင်းတစ်ခုဖြစ်လာပါတယ်။သူတို့မိသားစုကမြို့ကကြီးတစ်ခုကိုခရီးထွက်ဖို့ပြင်ဆင်ကြပါတယ်။ဒီခရီးစဉ်ဟာအာသာအတွက်ကဘာမျိုးကိုပိုမိုမြင်တွေ့ရမယ့်အခွင့်အလမ်းတစ်ခုဖြစ်လာမှာပါ။ဒါပေမဲ့လန်ခီးမှာဘေးလိုအန်ဒီရဲတွေစောင့်ကြည့်နေမလဲဆိုတာကိုသူတို့မသိခဲ့ကြပါဘူး။တောင်ကြားလန်တစ်ခုကိုဖျက်ဆီးနေစဉ်မှာပဲဓမြအဖွဲတအန်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ Reynolds ကသူ့မိသားစုကိုကာကွယ်ဖို့အတွက်အစွမ်းကုန်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ရန်သူတွေကအရေးအသက်အများပြားလွန်လို့မော်အစွမ်းပြောင်းပြားသွားတဲ့မော်စာတွေလည်းပါဝင်နေတာပါ။အာသာဟာဘေးကနေကြည့်နေရင်းနဲ့အခြေအနေကဆိုးရွားနေလာကိုရိပ်မိလိုက်ပါတယ်။သူ့အမေ Alice ကလည်းစိုးရင်တုန်လှုပ်နေပါတယ်။အာသာဟာသူ့ရဲ့စွမ်းအားအစ်စ်ကိုထုတ်သုံးဖို့အချိန်တန်သွားပြီလားဆိုတာကိုဝေးခွေမရဖြစ်နေပါတယ်။တိုက်ပွဲကပိုပြီးပြင်းထန်လာပါတယ်။ Reynolds ဟာဒဏ်ရာတွေရလာပြီးရန်သူတွေက Alice စီကိုဦးတီလာတဲ့အချိန်မှာတော့အာသာရဲ့မျက်လုံးတွေပြောင်းလဲသွားပါတယ်။ခလေးငယ်တယောက်ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့တတ်ထက်လူစိတ်တွေနဲ့အတူဘရင်တယောက်ရဲ့အရှိန်အဝါတွေထွက်ပေါ်လာပါတယ်။သူဟာတာမိုင်ကလေးတယောက်မဟုတ်တော့ဘဲအတူအကျုံစင်တိုက်ခိုက်သမားတယောက်လိုလှုပ်ရှားလိုက်ပါတယ်။သူရဲ့သေးငယ်တဲ့လက်ကလေးတွေကနေမန်နာဆွဲရင်တွေကိုစုစည်းပြီးရန်သူတွေကိုတန့်ပြန်တိုက်ခိုက်ပါတယ်။ရန်သူတွေကခလေးတယောက်စီကနေဒီလိုအစွမ်းမျိုးထွက်လာလိမ့်မယ်လို့လုံးဝမထင်ခဲ့ကြပါဘူး။ဒါပေမဲ့အခြေအနေကမထင်မပဲပြောင်းလဲသွားခဲ့ပါတယ်။တိုက်ပွဲကြားမှာအာသာဟာကောက်ကျစ်တဲ့ရန်သူတယောက်ရဲ့လှည့်ပြားဆဲမှုကိုခံလိုက်ပြီး6ကန်းပတ်အစွန်ကိုရောက်သွားပါတယ်။သူ့မိသားစုတွေကအော်ဟစ်ပြီးလှမ်းဆွဲပြီးမြဲအခြေမမီတော့ပါဘူး
အာသာဟာ6ကန်းပတ်တင်းကိုလွင့်စင်ကြားသွားခဲ့ပါတယ်လေထဲမှာလွှဲ့မျောနေရင်သူစဉ်းစားနေမိတာကသူ့မိသားစုအန်ဒီရဲ့ကင်းပါမလားဆိုတာပါပဲသူဟာတေချင်းတရားကိုတခါရင်ဆိုင်ခဲ့ပြီးသားတိမို့မကြောက်ပေမဲ့အခုရရှိထားတဲ့နှွေးထွေးတဲ့ဘဝလေးကိုတော့ဆုံးရှုံးမခံနိုင်ပါဘူးသူ6ကန်းပတ်အချီကိုကြာမသွားခင်မှာပဲထူးချမ်းတဲ့အလင်းတောင်တစ်ခုကိုမြင်တွေ့လိုက်ပါတယ်သူနိုးလာတဲ့အချိန်မှာတော့သူဟာမောင်းမဲနေတဲ့ကူးတဲ့တစ်ခုတည်းကိုရောက်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကတန်းရာရီရနေပြီမဲ့သူအသက်ရှင်နေဆဲပါပဲအဲ့ဒီကူးထဲမှာသူတယောက်တည်းမဟုတ်ဆိုတာကိုခန်းစားလိုက်ရပါတယ်မောင်မန်းထဲကနေထွက်ပေါ်လာတဲ့အတန်တစ်ခုကသူ့ကိုခေါ်လိုက်ပါတယ်အဲ့ဒီအတန်ဟာအလွန်ရှေးချေပြီးအစွမ်းထက်တဲ့အရှိန်အဝါတစ်ခုပါဝင်နေတာပါဒါဟာအာတာအတွက်နောက်ထပ်ကံကြမ္မာအသက်တစ်ခုရဲ့အစပါပဲသူ့ရှေ့မှာပေါ်လာတဲ့အရာကတော့လူသားတွေတခါမှမြင်ဘူးတဲ့တတဝါကြီးတစ်ကောင်ပါအဲ့ဒီတတဝါကြီးကအာတာကိုစိုက်ကြည့်နေပြီးပြောလိုက်ပါတယ်မင်းဟာတာမန်လူသားတယောက်မဟုတ်ပဲတဲ့အာတာဟာကြောက်ရွံ့ခြင်းမရှိပဲပြန်လဲစိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့ဒုတိယဘဝခရီးစဉ်ကအခုမှတကယ်စတင်တာပါဘရင်ဟောင်းရဲ့ကံကြမ္မာကဘဲလို့ဆက်ဖြစ်သွားမလဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူးဒါဟာအစပဲရှိသေးပါတယ်